noun clause တွေရှေ့မှာတော့သင်ပြီးပြီဒါပေမဲ့မစုံသေးဘူးပေါ့နော်ဆိုတော့ noun clauses အခုပုံစံကတော့ question word ဆိုတဲ့မေးခွန်းစလုံးတွေနဲ့သူ့နောက်မှာတကယ်ဆိုရင်တော့ to နဲ့ infinitive ပေါ့ to နဲ့ infinitive လိုက်တဲ့ပုံစံเนาะဒါပေမဲ့အခုဒါကAmerican English ဖြစ်တယ်အခုဒါဒီ American English grammar ဖြစ်တယ် American English grammar မှာ American English မှာကျွန်မပြောပြီးသူတို့ကပြောပြီးဆိုတာဟိုကြာခဲ့ပြီပေါ့ infinitive ကိစ္စပြောတော့เนาะ infinitive ကို American English မှာကြတော့ to အပါအဝင်ကို infinitive လို့ယူတယ် to go เนาะ to see to play เนาะ to အပါအဝင်ကိုမှ to နဲ့ verb 0ပေါ့အဲ့ဒီတွဲလုံးကို infinitive လို့ယူတယ် British English မှာကြတော့ verb 0တစ်ခုတည်းကိုပဲ infinitive လို့ယူတယ်เนาะယူပြီးတော့အဲ့ဒီ verb 0ကိုမှာပေါ့เนาะ verb 0အတိုင်းပဲဆိုရင်တော့သူတို့က bare infinitive ပေါ့เนาะinfinitive အလွတ်ပေါ့လေเนาะto နဲ့ဆိုရင်လည်း to နဲ့ infinitive ဒီလိုထပ်ပေါင်းပြီးပြောတဲ့ to infinitive ပေါ့ခုကြတော့ဒါ American English ရဲ့ grammar ဘိုင်းဖြစ်တယ်။ဩဆိုတော့တိတ်တော့မကွာလောက်ဘူးပေါ့လေ။ကျမတို့ British English နဲ့တော့တိတ်မကွာပါဘူး။ဒါကြောင့်ကျွန်မပြောချင်တာဒီ infinitive ဒီအခုဒီမှာသူတို့ to ပါပြီးသားကိုပြောတာเนาะဆိုတော့ question words တွေနဲ့မေးခွန်းစလုံးနဲ့အဲ့ဒီ to နဲ့เนาะဒီ infinitive ပုံစံရှိတဲ့ noun clauses တွေအခုဒီမှာကျမတို့တွေ့မယ်เนาะခေါင်းစဉ်ကြီးပဲတက်ပြောတာတိတ်အဆင်မပြေပါဘူးဒါကိုသင်ပြီးမှခေါင်းစဉ်ပြန်ပြောတာပို့အဆင်ပြေမယ်เนาะကဲဆိုတော့ဒီမှာ the man showed me ငါက noun clause ရှိပြီးသားမေးခွန်းစလုံးနဲ့ noun clause ရှိပြီးသားလူကြီးကပေါ့เนาะသဘောကတော့ဆိုင်မှာကျမတို့ device တစ်ခုသွားဝယ်တယ် device တစ်ခုသွားဝယ်တယ်ဖုန်းပဲဖြစ်ဖြစ် computer ပဲဖြစ်ဖြစ်နောက်ထပ်တခြား device တွေเนาะကိရိယာတွေရှိပါတယ်ဒီခေတ်မှာပေါ်တယ်ဆိုတော့ device တစ်ခုသွားဝယ်တော့ဒီဆိုင်ကမှရှိတဲ့လူကိုသူဆိုလိုတာပေါ့နော်ဒီလူက showed me ငါ့ကိုပြတယ် how I could use ကျွန်မငါဘယ်လိုသုံးရမလဲဆိုတာကိုပေါ့နော်ဒီ device ကိုငါဘယ်လိုသုံးရမလဲဆိုတာငါ့ကိုပြတယ်ဆိုတော့ဒါဟာငကိုကလေးကဒါ noun clause ဒီ how I could use the device ဟာ noun clause ကျွန်တော်တို့သင်ပြီးသား noun clause ဘာလဲဆိုတော့မိကွန်းဘဝတုန်းကသူဟာ how I က could ရဲ့နောက်မှာရှိမယ်မိကွန်းဘဝမိကွန်းအစ်စ်တုံးက I က could ရဲ့နောက်မှာမိကွန်းအစ်စ်ရဲ့ပုံစံ how could I use အဲ့ဒါကိုကျွန်တော်တို့ noun clause ဒီ the man subject ရဲ့နော် the man ဆိုတဲ့ subject ရဲ့ verb က should ပြတယ်နော် object ကတော့ဟောဒီမှာ object 1တစ်ခုပေါ့ငါ့ကိုပြတယ်ငါ့ကိုဘာကိုပြတယ်လဲဆိုတော့ဒီကောင်ကိုကျွန်တော်တို့ noun clause အဖြစ်သုံးလိုက်ပြီမိကွန်းအစ်စ်မဟုတ်တော့ဒီပစ္စည်းကိုဘယ်လိုဒီကရိယာကိုဘယ်လိုသုံးရမလဲဆိုတာဖြစ်သွားပြီ။ဟောအဲ့ဒါကြောင့်ဒီမှာ how could I use ကနေအဖြေပုံစံလုပ်တော့ how I could နော်ဝါကြအဖြေပုံစံဆိုတာဒီလိုပါအဖြေဖြေတာမဟုတ်ဘူးနော်အဲ့ဒီ subject နဲ့ verb တွေကို noun clause မှာကျမတို့အဖြေပုံစံလုပ်ပြရတယ် how could I က how I could ဖြစ်ဟောhow I could use ဆိုပြီးအဲ့ဒါကဖြစ်ပြီးသားအဲ့ဒါကလည်း noun clause ဖြစ်ပြီးသား how ကနေဒီ how ကနေဒီအထိဟာမေကွန်းစလုံးအပေါင်းဝါကြ I could use ကဝါကြဒါကမေကွန်းစလုံး noun clause ဖြစ်ပြီးသားအဲ့ဒါကိုထပ်လုပ်မယ်ဘယ်လိုထပ်လုပ်မလဲအခုဒီမှာပြောထားတဲ့အတိုင်းဒီမေကွန်းစလုံးလေးယူမယ် how ပြီးကျမတို့ infinitive နဲ့လုပ်မယ်နော်ဟာလား American infinitive เนาะ American infinitive ဆိုရင်ဒီဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီ I could မရှိတော့ဘူးဒီ use ကို infinitive ဆိုတော့ to use အဲ့ဒါပါပဲကျန်တာမပြောင်းပါဘူး the man showed me မပြောင်းဘူး how to use the device ဟောကျမတို့ဘာဖြစ်သွားသလဲကြည့်မယ်ဘာဖြစ်သွားသလဲဆိုတော့ I could နေရာမှာဘာဖြစ်သွားလဲ to ဖြစ်သွားတာလေးပဲဒါပဲဟော I could နေရာမှာဖြစ်သွားတယ်လေ to ဖြစ်သွားတာလေးပါပဲလွယ်လေးပဲဒါ spoken English เนาะစကားပြောမှာဆိုဒါပဲပြောမယ် how to use I could use မလုပ်